ဘယ်လိုပြောလိုက်လဲ300ပေးရကြောင်းလေး ဘယ်လောက်ပါလဲ အဲ့ဒါကြောင်းလေးတော့350ပုံနေပါကြာ350ဘယ်လောက်ပြောတော့ပြပြတော့50လောက်ပဲရှင်းတယ်အဲ့ဒီသူ့ဆိုတော့400လောက်ပြောလိုက်ဒီနေ့တော့တေးအောင်မာနေပါနဲ့တော့နည်းနည်းလောက်အောင်စစ်မာနေတော့နော်အဲ့ဒီဘိုင်းနေ300ထွက်တယ်သူ့ဆိုတော့400လောက်ပြောလိုက်အဲ့ဒီဘိုင်းရ350အတင်းနေရောဘောင်ဝင်းအားဒီဒီဘက်ခန်းကိုကျွန်တော်2200ရောက်တယ်အဲ့ကောင်လုံးမယ်ဒါကြတော့ဘာခွာဝင်ရှင်းရမလားမလားဘယ်ရမလို့ဘယ်လိုပြောတာ